မိတ်ဆွေများအားလုံးမင်္ဂလာပါမိတ်ဆွေများကိုကျွန်တော်ဒီနေ့ညဝေတင်တဲ့ရာပေါ်လေးကတော့တူတာဝေတို့တူတာဖီတာတို့အဲ့ဒီကားလေးမှာတက်ဆင်ထားတဲ့ K 311တို့ K 310တို့အဲ့ဒီရာပေါ်လေးကိုထုတ်တဲ့ပုံလေးကိုကျွန်တော်နောက်တစ်နေ့ဗီဒီယိုလေးနဲ့တင်ပြပေးရမယ်ဒီရာပေါ်ကဘာဖြစ်လဲဆိုတော့ကျွန်တော်ဒီရောက်လာတာကတော့ရှေ့လုံးဝမထွက်တော့လို့ရောက်လာတာเนาะအခုဗီဒီယိုလေးကတော့ထုတ်တဲ့ပုံစံလေးပဲကျွန်တော်ဟိုပြောမှမတွေ့ကြုံဘူးတဲ့တွေအတွက်ထုတ်တဲ့ဗီဒီယိုလေးပဲတင်ဆက်ပေးလို့เนาะအားလုံးအဆင်ပြေချုံးမိကြပါစေဟုတ်ကဲ့
အစိမ့်နေအခုအဲ့ပုံမှာဟိုမှာပြန်နေလေရတယ်အဲ့ဒါဘာတို့လဲဆိုတော့မှတ်ထုတ်တယ်